မင်္ဂလာပါအခုတငယ်ချင်းမိတ်ဆွေတို့ကိုကျွန်တော် app တစ်ခုနဲ့ make set ပေးချင်ပါတယ်အဲ့ဒီ app ရဲ့နာမည်ကတော့မြန်မာပို့အပိဓာန်လို့ခေါ်ပါတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ Play Store ထဲကိုအရင်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်အောက်နားလေးမှာခြာရန်ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင် app နိဂိမ်းများခြာရန်ကိုတစ်ချက်ထပ်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တို့ဘာကိုခြာရမှာလဲဆိုတာအိုးမြန်မာ Dictionary ဆိုပြီးစာသားရိုက်ခြာရမှာဖြစ်ပါတယ်ပေါ်ဆုံးသားလေးမှာပိုးမြန်မာ Dictionary ဆိုတာပေါ်လာပါတယ်အဲ့ဒါကိုတစ်ချက်ထပ်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာပိုးမြန်မာ Dictionary ကိုတစ်ချက်ထပ်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်က set ထဲမှာတောင်းထားပြီးသားမလို့ဖွင့်ရန်ဆိုတာပေါ်ပါတယ်တကယ်လို့တငယ်ချင်းတို့ကမတောင်းရသေးဘူးဆိုရင်တောင်းလိုက်ပါကျွန်တော်တို့ application တွေကိုတစ်ချက်ဝင်ကြည့်ရအောင်application နဲ့ဝင်ပြီးသွားပြီဆိုရင်အပေါ်နားလေးမှာမြန်မာပို့ဆိုပြီးပေါ်ပါတယ်ကျွန်တော်တို့ကပို့ကိုပြောင်းချင်တယ်ဆိုရင်ဒီဘေးနားလေးက language ကိုတစ်ချက်နှိပ်လိုက်ပါဒီမှာပို့ man ဆိုပြီးပေါ်လာပါတယ်ကျွန်တော်တို့ကမြန်မာစာလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကိုပို့လို့သိချင်တယ်ဆိုရင်ဒီနာမှာခြာရန်ကိုကျွန်တော်တို့နှိပ်လိုက်ပါကျွန်တော်တို့ဘာကိုခြာရမလဲဆိုရင်ကိုသိချင်တဲ့စာလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ခြာရမှာဖြစ်ပါတယ်ကျွန်တော်ကစာအုပ်ကိုရိုက်ခြာကြည့်မယ်ဒီမှာစာအုပ်နဲ့ပတ်သက်သောစာလုံးတွေဒီမှာပေါ်လာပါတယ်ကော်ပီစာအုပ်အမှုထမ်းစာအုပ်ဘာလာစာအုပ်ကျောင်းသုံးစာအုပ်စာအုပ်တိုက်ခြေဟောင်းစာအုပ်ဆိုပြီးအများကြီးပေါ်လာပါတယ်ပြီးရင်နောက်တစ်ခုကအဲ့ဒီအဆက်34ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာအချိန်အခါငွေကြေးအခေါ်ရောအရက်မျက်နှာဆိုပြီးကျွန်တော်ကအချိန်အခါကိုသိချင်တယ်ဆိုရင်ဒီအချိန်အခါနဲ့ပတ်သက်သောစကားလုံးကိုဒီနေ့မှာအများကြီးပေါ်လာပါတယ်ဒီမှာအချိန်အခါနဲ့ပတ်သက်သောစကားလုံးတွေအများကြီးပေါ်လာပါတယ်အားလုံးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်